အားလုံးပဲမင်္ဂလာပါရှင်ပြည်တွင်းပြည်ပမှာရောက်ရှိနေကြတဲ့မြန်မာပြည်သူပြည်သားများအားလုံးလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့တဘာဝဘေးအန္တရာယ်စစ်ဘေးအန္တရာယ်အမျိုးမျိုးကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေလို့ဦးစွာဆုတောင်းပေးလိုက်ရပါတယ်ရှင်ဒီကနေ့ဧပြီလ1ရက်နေ့ KNTV ကနေဖော်ပြတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ People Spring ကနေဒီကနေ့ဧပြီလ1ရက်နေ့မှာပဲတင်ဆက်ထားတဲ့သတင်းမှာကတော့ငလင်တန်ကြောင့်လူသေဆုံးမှုများတဲ့အင်းလေးဒေသကိုစစ်ကောင်စီအဖွဲ့က drone လက်နက်ကြီးတွေနဲ့နှစ်ပတ်ဆက်တိုက်ပစ်ခတ်နေရဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်တန်ကြောင့်မလို့လူသေဆုံးမှုများစွာရှိနေတဲ့အင်းလေးဒေသကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက drone လက်နက်ကြီးတွေနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်။စစ်ကောင်စီပူးပေါင်းအဖွဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မတ်လ30ရက်နေ့ညနေ6နာရီအချိန်မှာညောင်ရွှေမြို့နယ်အင်းလေးဒေသတောင်ဘက်ခြမ်းမှာရှိတဲ့ဖျားတောင်ကျေးရွာကို drone လက်နက်ကြီးတွေနဲ့6ကြိမ်ပစ်ခတ်ခဲ့တယ်လို့အင်းလေးဒေသလူအဖွဲ့အစည်းကအသိပေးပါတယ်။ဒါအပြင်ယမန်နေ့မတ်လ31ရက်နေ့ကလည်းနနက်6နာရီကနေညနေ6နာရီအထိတနေကုန်လက်နက်ကြီးတွေ drone တွေနဲ့8ကြိမ်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့လိုနှစ်ရက်ဆက်တိုက်တိုက်ခတ်မှုတွေကြောင့်မလို့ဖျားတောင်နဲ့ရေပူကျေးရွာတွေမှာနေအိမ်3လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။မတ်လ28ရက်နေ့ကအင်အားပြင်းငလင်တန်ကြောင့်မလို့ပြည်သူတွေထိခိုက်သိမ်းဆုံးမှုများစွာရှိနေပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်ကြာထိုးစစ်ရမဲ့ကြေညာချက်နဲ့အတူဒီ IPDF ကယခုရောက်ရှိနေတဲ့နေရာမှာပဲစစ်ကိုရက်မယ်ဆိုပြီးတော့မတ်လ30ရက်နေ့တုန်းကကြေညာထားတယ်ပေါ့နော်ငလင်တန်ကြောင့်မလို့ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာဆိုရင်လူဦးရေ90နီးပါးရုပ်အလောင်းတွေကိုတွေ့ရှိရပြီးတော့မှငလင်တန်တက်ရောက်တဲ့ကျေးရွာက19ရွာရှိတယ်။အိမ်ခြေက2338လုံးပျက်စီးမှုတွေရှိကြောင်းအလေးဒေတာလူမှုကူညီရေးအသင်းအချို့ထံမှသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီကနေ့မှာပဲ RFA ကနေဒီမနက်ပိုင်းမှာထုတ်ပြန်ထားတဲ့သတင်းမှာကတော့ American ခရစ်ယာန်အဖွဲ့ငလင်တန်တဲ့ပြည်သူတွေကိုကူညီဖို့ဆေးပညာရှင်တွေဆီလွတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ American နိုင်ငံကဆရာဝန်တွေတူနာပြုတွေနဲ့ကျွမ်းကျင်ပညာရှင်တွေပါတဲ့ခရစ်ယာန် Samaritan Pass အဖွဲ့ကိုမြန်မာနိုင်ငံကငလင်ဘေးဒဏ်ဒေသတွေကိုဆစ်လွတ်ပြီးတော့ခွဲစိတ်ခန်းနှခမ်းပါတဲ့ယာယီဆေးရုံတစ်ခုကိုတည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ခရစ်ယာန်တရားဟောဆရာကြီး Franklin Graham ကသူ့ Facebook စာမျက်နှာမှာမတ်လ31ရက်နေ့ကရေးသားထုတ်ဝေထားပါတယ်။ဒီယာယီဆေးရုံတည်ဆောက်ပေးမယ်ဆိုတဲ့အထဲမှာအရေးပေါ်အခန်းလူနာထားခန်းဆေးပေးခန်းတွေပါဝင်မှာဖြစ်ပြီးတော့ဆရာဝန်တူနာပြုကယ်ဆယ်ရေးသမားတွေတောက်တုံးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေအဖွဲ့ဝင်အားလုံးပါပေါ့နော်80ကနေ130အထိပါဝင်မှာလို့လည်းသိရပါတယ်ဒီ Samaritan Pass အဖွဲ့ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံကငလင်ဘေးဒဏ်တဲ့ပြည်သူတွေအတွက်အခမဲ့ကူညီဖို့ထွက်ခွာသွားတာဖြစ်ပြီးတော့နောက်ထပ်လည်းစေယုံပစ္စည်းတွေအရေးပေါ်အသုံးဆောင်ပစ္စည်းတွေကိုထောက်ပံ့ကူညီဖို့လေကြောင်းလေရင်နဲ့ပေါ့နော်လေရင်တွေနဲ့ပို့ပေးအောင်မှာဖြစ်တယ်လို့ဒီဆရာတော်ကြီး Franklin Graham ကပြောဆိုထားတယ်ပေါ့နော်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ Western News ကနေငလင်တန်ကြောင့်မလို့မန္တလေးမြို့မှာ40ကျော်ကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်တန်ကြောင့်မန္တလေးတိုင်းဒေသကြီးမှာစုစုပေါင်းလူဦးရေ403ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးတော့မှသေဆုံးသူ259ဦးရဲ့ရုပ်အလောင်းတွေကိုထုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းမြန်မာနိုင်ငံမိသက်ဌာနကထုတ်ပြန်ထားပါတယ်။မလ31ရက်နေ့မှာအမျိုးသမီး2ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးတော့သေဆုံးသူအမျိုးသား16ဦးအမျိုးသမီး17ဦးစုစုပေါင်း29ဦးရဲ့ရုပ်အလောင်းတွေကိုထုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းယနေ့မှတည်ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေတရုတ်နိုင်ငံရုရှားနိုင်ငံနဲ့အိန္ဒိယနိုင်ငံကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေလည်းအတူတူပူးပေါင်းပြီးတော့မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်လို့သိရပါတယ်။ငလင်ဘေးဒဏ်ကြောင့်ယနေ့ဧပြီလ1ရက်နေ့အထိအတည်ပြုနိုင်တဲ့သေဆုံးသူဦးရေ2395ဦးထိရှိလာပြီးတော့လူဦးရေ8တန်းကျော်ဟာဘေးဒုက္ခနဲ့ကြုံတွေ့နေရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကယနေ့နံနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ငလင်လောက်ပြီး4ရက်မြောက်နေ့မှာပဲဒီထုတ်ပြန်ချက်ကနောက်ဆုံးထုတ်ပြန်ချက်ဖြစ်တယ်ပေါ့နော်။သေဆုံးသူဦးရေ2395ဦးထိရှိလာပြီးတော့ငလင်တဲ့ကြောင့်ဓာတ်ရိုက်ထိခိုက်ခံစားနေရတဲ့လူဦးရေဟာစုစုပေါင်း8တန်းကျော်ခန့်ရှိတယ်လို့ထုတ်ပြန်ထားတယ်ပေါ့နော်။မန္တလေးတိုင်း၊စကိုင်းတိုင်း၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာငလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေအများအပြားကြုံတွေ့နေရပြီးတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေအပျက်အစီးရှင်းလင်းခြင်းနဲ့လျှက်စစ်မီးနဲ့ဆက်သွယ်ရေးကဏ္ဍတွေမှာစိန်ခေါ်မှုတွေများပြားကြုံတွေ့ရင်ဆိုင်နေရတယ်လို့ MOHADM ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ထိုးစစ်ကိုနှစ်ပတ်ခန့်ကြာရပ်တန့်ထားမယ်ပြီးတော့၎င်းရဲ့စိုးမိုးနယ်မြေတွေနဲ့ဆက်ဆက်တဲ့ဒေသတွေမှာငလင်တန်တဲ့ပြည်သူတွေကိုထောက်ပံ့နေကြောင်း NUG ကကြေညာထားတယ်ပေါ့နော်။ဒါ့အပြင်ပြတ်တောက်နေတဲ့တယ်လီဖုန်းဆက်သွယ်ရေးတွေအကြားထဲမှာအစီရင်ခံမှုကနှဲပါခြင်းကြောင့်အမှန်တကယ်ကိန်းကနန်းတွေထက်ပိုများနိုင်ကြောင်းလည်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ကလည်းယမန်နေ့ညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။ငလင်ရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ရေနဲ့သန့်ရှင်းရေးဆိုင်ရာအခြေခံအဆောက်အအုံတွေအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေအရေးပြားရောဂါတွေသွေးလွန်တုပ်ကွေးကဲ့သို့ virus ပိုးကြောင့်ဖြစ်တဲ့ဖျားနာမှုတွေနဲ့ဝက်သက်ကဲ့သို့သောကာကွယ်ဆေးများကာကွယ်နိုင်တဲ့ရောဂါတွေတိုးလာပွဲရှိကြောင်းလည်းဖော်ပြထားပါတယ်။နောက်တဲ့တစ်ပုဒ်အနေနဲ့ကတော့မြန်မာနောက်ကနေဒီနေ့မနက်ကပဲဖော်ပြခဲ့တဲ့သတင်းမှာတော့ဘန်ကောက်မှာအထက်30ကျော်အဆောက်အအုံပြိုကျမှုမှာပိတ်မိနေတဲ့မြန်မာပြည်သားအလုပ်သမားတွေအခြေအနေကတိုးတက်ဖြစ်ထွန်းပွဲနှဲပါနေရဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်ကြောင့်သေဆုံးသူများနေတဲ့ဘန်ကောက်ရောက်နေတဲ့မြန်မာအလုပ်သမားတချို့ပါဝင်တယ်ပေါ့နော်။ဘန်ကောက်မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအနက်မှာဆောက်လက်စအထက်30ကျော်စည်ရင်းစစ်ရုံချုပ်အဆောက်အအုံပြိုကျတဲ့အဲ့ဒီနေရာမှာမြန်မာပြည်သားအများအပြားပိတ်မိနေစေဖြစ်ပါတယ်။အပြက်အစည်းပုံထဲမှာအသက်ရှင်တန်ဆဲလူတွေရဲ့အသက်တွေလည်းကြားရတယ်။ပြိုကျတဲ့မက်လာ28ရက်နေ့ကပြပသို့ဖုန်းဆက်ပြီးအကူအညီတောင်းသူတွေရှိတယ်လို့ထိုင်းသတင်းတွေမှာရေးသားထားပါတယ်။မက်လာ31ရက်နေ့က The Nation Online သတင်းတစ်ပုဒ်မှာဘန်ကောက်မြို့မှာငလင်တန်ကြောင့်18ဦးသေဆုံးပြီးတော့စည်ရင်းစစ်ချုပ်ရုံးတိဆောက်ရေးလုပ်ငန်းခွင်မှာ88ဦးပျောက်ဆုံးနေစေဖြစ်တယ်လို့ရေးသားဖော်ပြထားပါတယ်။ထိုင်းအစိုးရကလက်တလုံးငလင်ကြောင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်ရမည်မှာထိုနေရာတစ်ခုတည်းရှိပါတယ်။ဒါပေမဲ့လည်းနောက်ဆက်တွဲတိုးတက်ဖြစ်ထွန်းမှုကတော့များစွာတိတ်မတွေ့ရသေးဘူးပဲဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ကတော့ Golden Hours လို့သတ်မှတ်ထားတဲ့ငလင်ဖြစ်ပြီးချင်းအချိန်ရဲ့82နာရီကျော်ကိုကျော်လွန်သွားပြီဖြစ်တဲ့အတွက်ကြောင့်အဆောက်အအုံအပျက်အစီးတွေအောက်မှာအသက်ရှင်လျက်ပိတ်မိနေတဲ့လူတွေရဲ့ဆက်လက်အသက်ရှင်နိုင်ခြေကအလွန်နှဲပါသွားပါပြီလို့သိရတယ်ပေါ့နော်။ငလင်လိုမျိုးတဘာဝဘေးအန္တရာယ်ဆိုတာကအချိန်လူပြီးတော့မှကယ်ဆယ်ရတာမျိုးဖြစ်တာကြောင့်မလို့အချိန်ကြာလာလေလေမျောလင့်ချက်နည်းလာလေလေဖြစ်ပါတယ်။ IFRC ရဲ့မြန်မာ Program Coordinator ဖြစ်တဲ့ Marie Maricue ကလည်းအပျက်စီးတွေအောက်မှာပိတ်မိနေတဲ့အသက်ရှင်သန်နေစေလူတွေအတွက်ကဆက်လက်တောက်ခံနိုင်ဖို့အလွန်နှဲပါတဲ့မျှော်လင့်ချက်သာရှိနိုင်တော့ကြောင်း CNN ကိုဖြေကြားခဲ့တယ်ပေါ့နော်။ယနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့သူတူဦးချင်းစီကို KNTV မှာကျေးဇူးထူးသိရှိပါတယ်ရှင်။လက်ရှိရင်ဆိုင်နေရတဲ့တဘာဝဘေးရန်တွေအမျိုးမျိုးစစ်ဘေးအန္တရာယ်အမျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ထပ်မံဆုမွန်ကောင်းတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်။